ကျမကမောင်ဖြစ်သူတဲခင်းထားတဲ့မိဘလှုပ်ကြွေးမှုဂုံပြူစင်မြင့်ကိုကန်ချလိုက်ပြီးတရွာလုံးမှာပထမဆုံးအတိတက်ဆုံးတားလိမ္မာဆိုတဲ့ဂုံထူးဆောင်ဆိုင်းပုံကြီးကိုနှစ်ပိုင်းပြတ်အောင်ရိုက်ခွဲပစ်လိုက်ပါတယ်။အောက်ကကြည့်နေတဲ့သူတွေကကျမကိုဝိုင်းဆဲတော့မဲ့အချိန်မှာပဲကျမကအမေရဲ့အင်ဂျီတွေကိုလှန်တင်ပြလိုက်တဲ့အခါတရွာလုံးတိတ်ဆိတ်သွားပါတော့တယ်။ကျမနာမည်ကရှန်ချူလီယန်ပါ။မြို့ပေါ်မှာဝက်သားညီချက်ရောင်းနေသူပါ။အဖေကစောစောစီးစီးဆုံးသွားခဲ့တာကြောင့်အမေကပဲဟင်းသီးဟင်းရွက်တောင်းလေးတစ်လုံးနဲ့တောင်ပေါ်လမ်းတွေကို10 မိုင်မကရှောက်ပြီးကျမတို့မောင်နှမ2 ယောက်ကိုရှာကျွေးခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာကျမကတခြားမြို့ကိုအိမ်အောင်ကျသွားပြီးမောင်ဖြစ်သူကတော့ရွာမှာအမေနဲ့အတူကြံခဲ့ပါတယ်။မောင်ဖြစ်သူကအမေနားမှာရှိနေတာကြောင့်အမေကိုပြုစုမဲ့သူရှိတယ်လို့ကျမအမြဲယုံကြည်ခဲ့တယ်။အဲ့ဒီနှစ်တွေတလျှောက်လုံးကျမကတလကိုရွမ်4000တီတီမောင်ဖြစ်သူစီပို့ပေးခဲ့ပါတယ်။မောင်ဖြစ်သူကလည်းအမေကောင်းကောင်းစားရတယ်။နွေးနွေးထွေးထွေးဝေးရတယ်။အမေကမမရဲ့တည်တတ်မှုကိုနေတိုင်းချီးကျူးနေတာစိတ်ချပါလို့အမြဲပြောလေးရှိပါတယ်။အဲ့ဒီစကားကိုကြားရတဲ့အခါကျမစိတ်အေးသွားကငါနည်းနည်းပိုပင်ပန်းခံပြီးဝက်သားချက်တွေပိုရောင်းရရင်အမေပိုပြီးအဆင်ပြေမယ်လို့တွေးခဲ့မိပါတယ်။ဒါပေမဲ့လွန်ခဲ့တဲ့2 ရက်ကရွာထိပ်မှာမုံဆိုင်ဖွင့်ထားတဲ့ဦးလေးလျူကကျမစီစကားတခွန်းပါလိုက်ပါတယ်။မင်းအမေကဖက်နှက်အဟောင်းတစ်စုံနဲ့ငါစီမှာအကိုက်ခဲပျောက်စေးတကက်လာလဲတယ်ဆိုတဲ့စကားကိုကြားလိုက်ရတဲ့အခါကျမလက်ထဲကဓားတောင်မြေကြီးပေါ်ပြုတ်ကျမတက်ဖြစ်သွားခဲ့ပါတယ်။ကျမလာတိုင်းပတ်စံပို့နေပေမဲ့အမေကဘာလို့အဟောင်းစုပ်တွေနဲ့ဆေးလိုက်လဲနေရတာလဲဆိုတာကျမတွေးမရခဲ့ပါဘူး။ကျမရွာကိုညာရင်းချင်းအပြေးပြန်လာခဲ့မိတယ်။ဘိုးဘွားပိုင်ခမ်းမရှိရောက်တော့မောင်ဖြစ်သူကစပွဲကြီးတွေခင်းမောင်းတန်ပုံတန်တွေတညံညံနဲ့ကြက်သားဘဲသားငါးဟင်းတွေစပွဲပေါ်မှာအပြည့်ပါပဲ။မကြီးဖြစ်သူကလည်းအင်ကြီးအစ်စ်တွေဝစ်ပြီးရွာသားတွေကိုတကြားလုံးတွေဝေပေးနေပါတယ်။မောင်ဖြစ်သူကစင်ပေါ်မှာရက်ပြီးမျက်ရည်တုပ်ရင်းအမေဘွားကမလွယ်ကူခဲ့ပါဘူး။သားတယောက်အနေနဲ့ဘလောက်ပဲခက်ခဲပါစေအမေကိုဂုံမျက်နှာပွင့်အောင်ထားမှာပါလို့ပြောနေပါတယ်။အောက်ကလူတွေကလည်းသူ့ကိုသားလိမ့်မာလေးဆိုပြီးချီးကျူးနေကြပါတယ်။အမေကတော့ဘေးနားမှာအင်ဂျီနီကြီးဝစ်ပြီးသပင်ကိုတေးသေးတက်တက်ဖီးတင်ထားပေမဲ့သူ့မျက်လုံးတွေကတော့တနာစရာကောင်းနေခဲ့ပါတယ်။ကျမအမေနားသွားပြီးခေါ်လိုက်တဲ့အခါအမေကကျမကိုမြင်တာနဲ့မျက်ရည်တွေဝေါခနဲ့ကျလာပေမဲ့စကားတော့မပြောရဲရှာပါဘူး။ကျမရင်ထဲမကောင်းတာနဲ့အမေကိုဆွဲထူဖို့လုပ်တော့မကြီးကချက်ချင်းလာတားပါတယ်။ဒီနေ့အမေပြောနေတာကိုမနှောက်ယှက်ပါနဲ့။အမေကမကြာခဏစိတ်ကြောင်ကရမ်းဖြစ်နေတာ။လူမြည်ငိုတက်လို့ပါလို့ပြောပါသေးတယ်။အဲ့ဒီအချိန်မှာပဲ9 နှစ်အရွယ်ကျမတူလေးကကျမအင်ဂျီဆောက်ကိုဆွဲပြီးအဖွားကမင်းညကကြက်ချန်ထဲမှာအိပ်ရပြန်တယ်။ကြက်တွေကအဖွားရဲ့ဆောင်းပေါ်မှာအညစ်အကြေးတွေစွန့်ပစ်ကြတာလို့ပြောလိုက်ပါတယ်။ဒီစကားထွက်လာတာနဲ့မကြီးရဲ့မျက်နှာဖြူလျှော့သွားပြီးမောင်ဖြစ်သူကကလေးပါဇက်ကိုပိတ်ကာရှောက်မပြောနဲ့ဆိုပြီးငေါက်ပါတော့တယ်။ကျမဘာမှပြန်မငင်းတော့ပဲနောက်ဖက်ကကြက်ချန်စီကိုရှောက်သွားလိုက်ပါတယ်။ကြက်ချန်ဘေးကတုံးနဲ့ထောက်ထားတဲ့ညမိုးအိမ်လေးရဲ့တကားကိုဖွင့်လိုက်တဲ့အခါစိုးထိုင်းထိုင်းအနံ့ဆိုးကြီးထွက်လာတယ်။အထဲမှာဝါးကရင်အစုပ်တစ်လုံးအနက်ရောင်ဆောင်ပါးပါးလေးတစ်ထည်ကရင်ကောင်းရင်းမှာစံပြုတ်အေးတဝက်နဲ့ဖနက်အစုပ်တစ်စုံပဲရှိပါတယ်။အမေရဲ့ဆေးပလင်းတွေကနယံကြားထဲညှက်ထားတာအကုန်လုံးအခွန်တွေကြီးပါပဲ။ကျမဆေးပလင်းခွန်ကိုကင်ပြီးထွက်လာကဒါလားနင်ပြောတဲ့အမေကောင်းကောင်းစားပြီးနွေးနွေးထွေးထွေးနေရတယ်ဆိုတာလို့မောင်ဖြစ်သူကိုမေးလိုက်တော့သူကအမေကအသက်ကြီးလာတော့အတန်ကြိုက်လို့ပါငါတို့တားလို့မရဘူးလို့စင်ကြေပြန်ပေးပါတယ်မကြီးကလည်းရွာသားတွေကြားမှာငါတို့အဆက်ခွဲခံရအောင်နင်ကပြန်လာပြီးပြဿနာရှာနေတာလားလို့ငိုပြီးပြောပါတယ်ရွာသားတွေကလည်းဒီနေ့လိုနေကောင်းရက်တာမှာဒီကိစ္စတွေကိုအိမ်ကြားမှာပြောကြပါဆိုပြီးကျမကိုဝိုင်းဖြောင်းဖြကြပါတယ်ကျမကလှောင်ပြုံးပြုံးပြီးရွာထိပ်ကစတိုးဆိုင်ကိုတန်းသွားလိုက်တယ်ဆိုင်ရှင်ကကျမကိုမြင်တာနဲ့စရင်အုပ်ကြီးထုတ်ပြပါတယ်ချူလျန်ငါလဲစကားများချင်လို့မဟုတ်ပါဘူးမင်းအမေကဒီ6 လအတွင်းဆန်တဲ့ဆေးတွေကိုအကျွေးတွေအများကြီးနဲ့ယူထားတာမင်းမောင်စီပတ်စံတောင်းတော့မင်းပို့တဲ့ပတ်စံတွေကိုအမေအတွက်မွေးနေ့ပွဲလုပ်ဖို့သုံးလိုက်လို့မရှိတော့ဘူးလို့ပြောတယ်လို့ဆိုင်ရှင်ကပြောပါတယ်ကျမစရင်အုပ်ကိုဖွင့်ကြည့်လိုက်တဲ့အခါလက်တွေတုန်လာခဲ့တယ်ကျမပို့တဲ့ပတ်စံတဝက်ကမောင်အတွက်သုံးပေးဆိုင်ကအစ်စ်ဝယ်ပေးလိုက်ရပြီးကြံတဝက်ကဒီနေ့လုပ်တဲ့သားလိမ္မာပွဲအတွက်အသုံးစရိတ်ဖြစ်နေပါတယ်အမေကတော့အကျွေးတွေနဲ့ရှင်တန်နေရတာပါကျမစရင်အုပ်ကိုယူလာပြီးစင်မော်ကစပွဲပေါ်ကိုပြစ်ချလိုက်တော့မောင်ဖြစ်သူကအလန့်တကြားနဲ့လာလို့ပါတယ်အဲ့ဒီအချိန်မှာအမေကရုတ်တရက်ထိုက်ရက်ပြီးသူ့ရဲ့အင်ဂျီနီဟောင်းကြီးတဲကနေအဝတ်အိတ်လေးတစ်အိတ်ကိုထုတ်လိုက်ပါတယ်အဲ့ဒီအိတ်ထဲမှာကျမနှစ်ပေါင်းများစွာပိုးခဲ့တဲ့ပတ်စံလွှဲတဲ့စာဆောင်တွေနဲ့လက်မှတ်မထိုးရသေးတဲ့အင်္ဂရန်စာချုပ်တွေရှိနေပါတယ်မောင်ဖြစ်သူကအိမ်ကိုသူ့နာမည်ပြောင်းချင်နေတာပါအမေကိုအိမ်အစ်စ်ကြီးပေါ်ပြန်ပေးနေမယ်လို့ညာပြီးလက်မှတ်ထိုးခိုင်းနေခဲ့တာပါအမေကကျမတည်သွားရင်စိတ်မကောင်းဖြစ်မှာဆိုလို့ဘာမှမသိသလိုဟန်ဆောင်ပြီးအချိန်ဆွဲနေခဲ့တာဖြစ်ပါတယ်တိတက်မှုဆိုတာစင်ပေါ်မှာလူလုံးပြဖို့တသက်တာဖြစ်ပြီးစင်အောက်ကဆင်းရဲဒုက္ခတွေကိုတော့အမေတယောက်တည်းမျိုးသိပ်ခဲ့ရတာပါကျမတရွာလုံးရှိမှာပဲဆိုင်းဘုတ်ကိုရိုက်ခွဲပစ်လိုက်ပါတယ်ဘာမှလည်းဆဲဆိုမနေတော့ပါဘူးအမေကိုငါခေါ်သွားမယ်အိမ်ကတော့အမေအပိုင်ပဲနင်သုံးထားတဲ့ပတ်စံတွေကိုတပြားမကြံပြန်ဆက်ရမယ်လို့ပဲပြောလိုက်ပါတယ်ရွာလူကြီးကလည်းတက်တဲ့အဖြစ်လက်မှတ်ထိုးပေးပြီးတားလိမ္မာဆိုတဲ့ဂုံပုတ်ကိုလည်းပြန်ရုပ်သိမ်းလိုက်ပါတယ်နောက်ပိုင်းမှာအမေကိုမြို့ကဝက်သားဆိုင်လေးစီခေါ်လာခဲ့တယ်ဆိုင်ဘေးမှာမိဖို့လေးရှိတဲ့အခန်းလေးတစ်ခုပြင်ပေးပြီးအမေကြိုက်တဲ့ကြက်သွန်မိတ်လေးတွေကိုလည်းသတင်းပေါက်မှာစိုက်ပေးထားပါတယ်အမေကတော့နေတိုင်းဆိုင်ရှိမှထိုင်ပြီးကျမအသားခုတ်တာကိုကြည့်ရင်ပျော်နေရှာပါတယ်လူတွေကလည်းသမီးဖြစ်သူပြန်လာပြီလို့ပြောကြပါတယ်မိဘအပေါ်တိတက်တယ်ဆိုတာခန်းထားတဲ့ပွဲလန်းသပင်တွေလုပ်ပေးတာမဟုတ်သလိုလူရှိမှမျက်ရည်ချူပြတာလည်းမဟုတ်ပါဘူးလူကြီးတယောက်ချမ်းနေသလားဗိုက်စာနေသလားစိတ်ဆင်းရဲနေသလားဆိုတာကိုကြည့်ပေးတာကမှတကယ်လူပြီးသားတဲ့စိတ်ရင်းမှန်ဖြစ်ပါတယ်အပြင်လူတွေရှိမှမျက်နှာပွင့်ဖို့ပဲကြည့်ပြီးကိုယ့်ရဲ့အရင်းနှီးဆုံးလူကိုတော့ဒုက္ခတွေနဲ့ပြစ်မထားသင့်ပါဘူးနော်